မင်္ဂလာပါ TDND Professional Training Center ကနေ online သင်ကြားပေးနေတဲ့ Microsoft အသစ်ထုတ်ပေါ်လေဒီ Windows Server 2022နဲ့အတူဒီအသစ်ထွက်လာတဲ့ဒီ Microsoft Certifying ပေါ့လေ365ပေါ့ဒီ Hyper Administrator Associate ဆိုပြီးတော့ထွက်လာတဲ့ဒီ course လေးကနေကြိုးဆိုပါတယ်တော့သူရဲ့ဒီ Windows Server 2022 Microsoft Windows Server Hyper Administrator Associate အဲ့တော့သူ့မှာကဒီ Server 2022ကို local ပေါ့ကိုယ့်ရဲ့ on premise local မှာရော server infrastructure ကိုအဲ့ဆိုရီထဲမှာထည့်ပြီးတော့ cloud ထဲရော local တွေရောအဲ့လို run တဲ့ပုံစံလေးတွေနဲ့လာပါတယ်အဲ့ဒါကိုဘာခေါ်လဲဆိုတော့ on premise hybrid နောက်က infrastructure as a service IaaS ဆိုပြီးတော့ဒီလိုမျိုး IaaS platform နဲ့ run လို့ရအောင်လုပ်လာတဲ့ပုံစံမှာသူ့မှာဘာသာရပ်နှစ်ခုရှိပါတယ် AZ share ရယ်share 1ရယ်ပေါ့လေအဲ့တော့သူက share 1ကတော့သူကဒီ Azure cloud ထဲကနေတော်တော်များများလောက်သွားတဲ့ပုံစံနေပါမယ်ပြီးတော့ local edit directory ကို hybrid ပေါ့လေ local ရော Azure cloud ထဲရော sync လုပ်ပြီးတော့သုံးတဲ့ပုံစံနေပါလာမယ်ပေါ့လေအဲ့တော့ဟုတ်ပြီကျွန်တော်တို့ကဒီ server 2022ရဲ့ဒီ AZ share မှာစောစောကကျွန်တော် server တွေဟိုသုံးခဲ့ကျွန်တော်တို့သုံးခဲ့ကြသလိုပေါ့လေဒီ server 2016တို့90တို့အဲ့လိုမျိုးပဲသူက AD infrastructure လေးတွေဒီထဲမှာပါလာတယ်ကျန်တာတော့ဒီ Azure cloud base နဲ့ပတ်သက်ပြီးတော့ sync လုပ်တာတွေပါမယ်ပြီးတော့နောက်တစ်ခုက Azure Arch နဲ့server တွေ deploy လုပ်တာပါမယ် Hyper-V ဒါမျိုးလေးတွေပေါ့လေအဲ့တော့ဟုတ်ပြီဒါလေးကိုကျွန်တော်တို့က AZ share ရဲ့ဒီ lab လေးတွေပေါ့လေ server 2022နဲ့အတူစမ်းကြည့်ချင်ပါတယ် Microsoft Windows Server Hybrid Core Infrastructure ပေါ့သူရဲ့ခေါင်းစဉ် AZ share ဆိုရင်ဒါ server 2022ပေါ်မှာလောက်အောင်ပါအဲ့တော့ကျွန်တော်တို့ကအရင်ဆုံးတော့ဒီကိုယ့်ရဲ့ဟိုကျွန်တော် let တခုပြထားသလိုပါပဲကိုယ့်ရဲ့ဒီ local Windows 10 Pro ဟလာ Windows 10 Pro လောက် Pro and version လောက်ပေါ့လေအဲ့လို workstation ပေါ်မှာမှ laptop ပဲဖြစ်ဖြစ် desktop PC ပဲဖြစ်ဖြစ်အဲ့ပေါ်မှာမှကျွန်တော်တို့ကဒီ Hyper-V 10 on သုံးရင်သုံးတာမှမဟုတ်ပြန် workstation 9နဲ့တင်ပြီးတော့သုံးရင်သုံးပေါ့လေသူရဲ့ server installer ISO server 2016 installer ISO လေးsorry 2022ပေါ့လေ installer ISO လေးတောင်းပြီးတော့ဒါ virtualization VN လေးတင်ပြီးတော့ဒါသုံးရမယ်သုံးရင်ဟုတ်ပြီ VN လေးတစ်ခုတက်လာရင်ကျွန်တော်တို့ကဒီပါဆိုလို့ရှိရင်သူရဲ့ဒါကိုတင်ပြီးသားပေါ့လေကို infra နဲ့ကိုကလက်တော်ထဲမှာကြိုက်တယ်လို့တင်လို့ရတယ်ဟို Hyper-V ပေါ်မှာတင်ရင်တင်တာမဟုတ် VN workstation ပေါ်တင်ရင်တင်ပေါ့လေအဲ့တော့ဒီလိုမျိုး server လေးတက်လာရင်ကျွန်တော်တို့က server ထဲမှာအခုဆိုရင်ကျွန်တော်တို့ဒီမှာဘာရှိလဲဆိုရင် server စပြီးတော့တက်လာရင် server ရဲ့ main ဒီ server manager ရှိမယ်အဲ့မှာအခုဒီ lab လေးမှာဘာလို့ကြည့်မှလဲဆိုကျွန်တော်အခုဆို server အသစ်တင်ထားရင်တော့ local server server and storage server ဒါလေးပဲရှိမယ်ပေါ့လေဒါ server 2022ပေါ့လေ data center edition သူကတင်ထားပါတယ်အဲ့တော့အဲ့လိုမျိုးတင်ထားတော့ဒီဟာလေးကိုကျွန်တော်ကအသစ်ဆက်ပေါ့လေ AD infrastructure သွားကျင်တာတော့တရားရောကတင်ဆန်လာ AD နဲ့ DNS ရှိနေဆိုလို့ရင်ဒါဒီတူတင်ပြီးတော့လောက်တာလို့အဲ့တော့ဒီမှာ domain controller ဖြစ်နေလားပေါ့လေ edit directory ဖြစ်နေလား AD ဖြစ်နေပါ user side replication တွေရှိနေတယ်ဒီမှာ module for windows PowerShell တွေဖြစ်နေတယ် domain and trust တွေတွေ့ရတယ်အဲ့တော့ဒါဆိုဒီ set ရဲ့ဖြစ်ပြီးသား domain ကျွန်တော် demote ပြန်ပြီးတော့အဲ့တော့ domain ကိုဖျက်ချပြန်မယ်ပေါ့လေဖျက်ချပြီးအသစ်ကိုယ်တိုင်ပြန်တင်မယ်ဆိုရင် demote လောက်ပါအဲ့တော့ဒီ layer လေးမှာကျွန်တော် AD demote လုပ်တဲ့ပုံစံလေးပြောပြချင်ပါအဲ့တော့ manage ထဲကနေdemote လုပ်ချင်ကျွန်တော်ကဘာလုပ်မလဲဆိုလို့ရှိရင်remove roles and features ဆိုတာလေးရှိပါတယ် remove roles and feature ကနေသွားမယ်သွားတော့ဒီမှာဒါဒီ set ကိုကျွန်တော်က next ပေါ့လေဒီ set မှာရှိနေတဲ့ AD data entry domain service ကိုမှဒါဒီမို့လို့မယ် MC HSA Microsoft Certified Hybrid Server Administrator အဲ့တော့ဒီ domain လေးကိုဒီမို့လို့မယ်ပေါ့လေ next အဲ့ဒါဆို data entry domain service ဆိုတဲ့ဒီချက်ပေါက်လေးဖြုတ်လိုက်မယ်ပြီးနောက်တစ်ခုက DNS ဆိုတဲ့ချက်ပေါက်ပေါ့လေအဲ့တော့ AD domain service ကိုသူကဒီဟာမျိုးလေးဖြုတ်မယ်ဆိုရင်သူကအရင်ဆုံးဒီမှာက domain ကို configuration လုပ်ပြီးသားဆိုလို့ရှိရင် demote အရင်လုပ်ပါလို့ပြောလိမ့်မယ်အဲ့တော့အဲ့လိုမျိုးဖြုတ်လိုက်ရင်ဒီမှာ demote this domain controller ဒါလေးပေါ်လာလိမ့်မယ်ဒါလေးက server 2012မှာရော
16မှာ19မှာဒီပုံစံတစ်ပုံစံနဲ့ပါပဲအဲ့တော့ဒီပုံစံတိုင်းပဲဒီလိုမျိုးလေးဖြုတ်ပြလို့ရပါတယ်အဲ့တော့ဒါဆိုရင်ဒီဆက်ကို force နဲ့remove all this domain controller ဆိုရတာလေးလုပ်ကြည့်လို့ရပါတယ်အဲ့တော့ force နဲ့ remove ဒါလေး active ဖြစ်လာရင် next ပေါ့လေဒီမှာ proceed with remove ဒါလေး online မယ် next အကြည့်မှာသူကဒီကိုယ်ဆက်မှာ login ဝင်ထားလို့ဆို user ရဲ့ admin password လာတောင်းပါတော့ admin password လေးကျွန်တော်တို့ကရိုက်ပြီးတော့ပေးဖို့လိုပါတယ်အဲဆိုရင် demo ဆိုပြီးတော့ဒါလုပ်လို့ရပါတယ်သူက demo လုပ်ပြီးတာနဲ့သူကတခါတည်းနဲ့ reboot တစ်ချိန်ကြာမယ်အဲ့ချိန်ကြာမှကျွန်တော်တို့ကဒီကနေ manage ဆောက်ကနေ remove roles and features ဆို ADDS နဲ့ DNS ကိုပြန်ပြီးတော့ remove လုပ်ပြင်တာလုံးဝအသစ်ဆက်ဆက်အခွန်လေးတိုင်းပဲပြန်ပြီးတော့ရမယ်ပေါ့လေအဲ့ဒါဆိုရင် successfully demo ဆိုပြီးသူကတော့တော်တော်လေးကိုဟိုလင်းလင်းမြန်မြန်ပါပဲသူကဟို demo လုပ်တာကဟိုဒီလောက်မခဲရင်မှုပေါ့လေအဲ့ဒါဆိုရင် remove လုပ်လိုက်မယ်ဆိုရင် manage ဆောက်ကဒီမှာ remove roles and feature ဒီလိုမျိုးတွားရမှာပါအဲ့တော့ demo လုပ်ပြီးတစ်ချိန် reboot ကြပါတယ် reboot ကြပြီးပြန်ပြီးတော့သူပြန်တက်လာလိမ့်မယ်ပြန်တက်တဲ့အချိန်မှာမှကျွန်တော်တို့ပြန်ပြီးတော့ admin မူရင် admin password နဲ့ login ရိုက်ပြီးတော့ဝင်ပေါ့လေဝင်ပြီးတော့မှတခါ remove roles and feature လုပ်လိုက်ရင်ဒါလုံးဝကိုတင်ပြီးသား ADDS service ကိုဟိုဒါလုံးဝပြန်ပြီးတော့ဖြုတ်ပစ်ပြီးသားအခွန်သက်လေး server အခွန်သက်လေးရမှာပါအဲ့တော့ server တွေတင်ပြီးတော့ဆိုင်းကြရင်ကျွန်တော်တို့ကဟိုပြန်ပြီးတော့အသစ်တွေမတင်အောင်ဘာလုပ်လို့ရလဲဆိုရင်ဒီကိုယ့်ရဲ့ VMware workstation ပဲဖြစ်ဖြစ်ပေါ့လေ Hyper-V မှာ Hyper-V ဆို checkpoint ပန်ထားပါ checkpoint ဆိုတာဒီမှာတော့ Citrix general ဆိုဘက်က Citrix ရဲ့ဒီ hypervisor server တကယ် physical server ကို Citrix ဆန်နဲ့ LAN ချိတ်ပြီးတော့ဒါဒီ run ထားပြတဲ့ကြောင်းကျွန်တော် snapshot ပေါ့ Citrix မှာဆို snapshot ဆိုပြီးတော့ပန်ထားတယ်အဲဆိုအသစ်ဆက်လေး snapshot ကိုပြန်ပြီးတော့ဝင်လာရင်ဟိုမူရင်တင်ထားတဲ့နေရာအခွန်လေးပြန်ရတယ်ပေါ့လေကိုကအဲ့တော့ခင်ဗျားတို့ဆိုရင် Hyper-V ဆိုရင် checkpoint လေးဖန်ထားပါပြီးတော့ VMware ဆိုလို့ရှိရင်တော့ဒီ snapshot လေးဖန်ထားပေါ့လေဟုတ်ပြီအဲ့တော့ဒီမှာကဟာလားသူရဲ့ console ပြန်ကြည့်တော့ဒါဆိုစာပါပြန်ပြီးတော့တက်လာပြီကျတော့ဒါဆိုအခုနကလို့ AD မဟုတ်တော့ဘဲနဲ့သူကလုပ်ခဲ့ရိုးရိုးစာပါလေး login ဝင်တဲ့ပုံစံတိုင်းပဲ admin password နဲ့ရိုက်ပြီး login ဝင်ပြီးတော့သုံးလို့ရပါပြီအဲ့ဒီချိန်မှာမှကျွန်တော်တို့ remove roles and feature မှာခုနပြောတဲ့ ADDS နဲ့ DNS ကိုဖြုတ်ပြလိုက်ရင်လုံးဝ server အသစ်ဆက်လေးပုံစံအတိုင်းပဲပြန်ပြီးတော့ရပါမယ်အဲ့တော့အခုဒီ lab ကဒါ AD ကို demo လုပ်ပြတဲ့ပုံစံ deconfiguration လုပ်တယ်ပေါ့လေရှိပြီးသား edit directory domain ဖြစ်နေတဲ့ဟာကိုပြန်ပြီးတော့ဖျက်ပစ်လိုက်တဲ့ပုံစံပေါ့လေအဲ့တော့အဲ့ဒါလေးရတကယ်လိုခဲ့မှာရောဟိုအသုံးဝင်ပါတယ် server 2000အတွက် R2 တို့16တို့90တို့မှာလည်းဒီလိုပုံစံတိုင်း manual demo လုပ်ပြရပါတယ်အဲ့တော့ဒါလုပ်ခဲ့ admin password လေးနဲ့ပြန်ပြီးတော့ရိုက်ဝင်လိုက်ပါမယ်စောစောကျွန်တော်တို့ရိုက်ထားတဲ့ admin password ပါပဲဒါဆိုလုပ်ခဲ့အဲဒီအမျိုးဖြစ်ပြီးတော့2022မှာတော့ demo လုပ်တာတော်တော်ကိုမြန်ဆန်လာတာတွေ့ရပါတယ်အရင်ဟိုအရင်လို့2016တို့19တို့မှာလို့တိတ်ပြီးတော့4 ကြာမနေဘူးစားပါလေဒီမလုပ်လိုက်ချက်ချင်း reboot ကျသွားရပြီးတော့ပြန်တက်လာတယ်လို့မျိုးလေးပါလေအဲ့တော့ဒါကတော့ကိုပေးထားတဲ့ဒီ set ရဲ့အခုဆို Citrix ရဲ့တကယ်ကျွန်တော်ကဒီ hypervisor server ကြီးပေါ့လေ Citrix virtualization ရဲ့ဒီ VM server ကြီးပေါ်မှာတင်ပြီး run တာဆိုတော့ပုံမြန်တာလည်းဖြစ်ပါလိမ့်မယ်အဲ့တော့ကို laptop ထဲမှာ Hyper-V နဲ့ဒါမှမဟုတ် VMware workstation နဲ့လည်း run ရင်လည်းဒီလိုမျိုးရပါတယ်အဲ့တော့အရင်ဆုံးတော့ကျွန်တော်တို့ Hyper-V on ပြီးတော့မှ Windows 2022 Data Center GUI ကိုတင်ပြီးတော့မှဟိုစမ်းရမှာပါစမ်းပြီးတော့ AD တွေပိုင်းတင်ပြီးရင်ဒီ mode ပြန်လုပ်တဲ့ပုံစံပါအဲ့တော့ဟုတ်ပြီဒါမျိုးလေးဒီ mode ပြန်တက်လာရင်သူက server manager ပွင့်လာတယ်ကျွန်တော်တို့သူရဲ့မူရင်းရှိပြီးသား roles နှစ်ခုပေါ့လေ ADDS နဲ့ DNS ကိုကျွန်တော်တို့ check box လေးပြန်ဖြုတ်ပြီးတော့ remove roles and feature လုပ်ပြင်တာ server အသစ်ဆက်တင်ထားတဲ့ပုံစံလေးပြန်ရပါမယ်အဲ့ server manager လေးသူဒီလိုမျိုးလေးတက်လာပါအဲ့တော့ဒါဆို server 2016တို့90တို့လိုပဲသူက server manager ကနေဝင်ပြီးတော့ administration လုပ်ပါတဲ့server manager ကနေလုပ်ပြီးတော့ဒီမှာ Windows admin center ကို down ပြီးတော့ဒီမှာတင်ပြီး Windows admin center ကနေပြီးတော့ administration လုပ်လဲရပါတယ်အဲ့တော့ဒါမျိုးလေးသူကပြောထားပါအဲ့တော့ Windows admin center တင်တဲ့ပုံစံလေးလဲကျွန်တော်ပြန်ပြီးတော့ share ပေးပါမယ်အဲ့တော့ဟုတ်ပြီဒါဆိုရင်ဒီမှာသူရဲ့
ဒါဒီ row အခွန်လေးတွေလာပြီးတွေ့ရတယ် convocation မလုပ်ထားတော့ဘူးပေါ့လေအဲ့ချိန်မှာကျွန်တော်တို့ဒီမှာ remove rows and features ပါအဲ့ဒီမှာ next ဆိုပြီးသွားမယ်အဲစောစောလို့ဒီ mode လုပ်စရာမလိုတော့ဘူးသူက row ထည့်ပြီးသားအခွန်တိုင်းပဲရှိတော့တယ်အဲ့ချိန်မှာကျွန်တော်တို့က next ဆိုပြီးတော့ပြီးတော့မှဒီ DNS ရဲ့ဒါဆိုရင် remove feature ဒါဆို edit directory domain service ဟလာ remove feature အဲဒီလိုမျိုးလေးလုပ်ပြီးတော့ဒီ mode လုပ်ပြီးသားတဲ့မှာထည့်ထားတဲ့ဒီ rows and feature တွေကဒီ rows ကိုပြန်ပြီးတော့ဖြုတ်ပလိုက်အောင်ပါပဲဒါဆိုဒီ set ကဒီမှာရှိနေတဲ့ဒီ service နှစ်ခုပြုတ်သွားပါလိမ့်မယ်အဲ့တော့ဒါဆိုတုံးလို့မရတော့ဘူးလားဆိုတော့တုံးလို့ရပါတယ်ဒီကပြုတ်သွားတာပဲရှိတယ်ကျွန်တော်တို့က AD ကိုဒီ mode ပြန်လုပ်ရင်ဘယ်လိုမျိုးလုပ်ရလဲဆိုတာကိုပြန်ပြီးတော့ပြောပြပေးတာပါ remove ဆိုပြီးကျွန်တော်လုပ်လိုက်ပါတယ်ဒါဆိုရင်ဒီမှာသူရဲ့ဒီ service နှစ်ခုကိုrow နှစ်ခုကိုဖြုတ်ပလိုက်ပါလိမ့်မယ်အဲ့တော့ဒီကိုရဲ့ဒီအမြင်ဒီ server manager တွေကနေဒီနှစ်ခုပျောက်သွားမယ်ပေါ့လေအဲ့တော့ remove process ကိုဒီဟာမဆောင်မနဲ့ကျွန်တော်တခြားကိစ္စတွေဆက်လုပ်လိုက်ရပါတယ် manage to ဆိုတခြားပါတယ်တော့ဒီမှာ close ဆိုပြီးထားလို့ရတယ်ဒီမှာ information panel လေးပေါ့ဒီနေရာပြောမှာဆိုရင် notification panel ဒီ alarm ပုံလေးမှာဟာလာ feature remove ပဲလေးဒါလေးပြနေပါလိမ့်မယ်အဲ့တော့ဒီ demo process တခါတည်းနဲ့ပြီးသွားတာနဲ့ feature remove ပဲအကုန်ပြီးသွားတာနဲ့ဒီကနှစ်ခုလေးပျောက်သွားပါလိမ့်မယ်အချိန်မှာတော့ server အသစ်ဆက်လေးပေါ့လေlocal server or server ဟာလာ file storage server ဒီလိုမျိုး server ခင်ဗျားတို့ဒီမှာ laptop ထဲမှာအသစ်တင်ဒီလိုမျိုးလေးရပါလိမ့်မယ်အဲ့တော့ဒီလက်မှာတော့ကျွန်တော်အခု share ပေးချင်တာဒီ AD ကိုတင်ပြီးသား edit directory domain ကိုသူကဟိုလားဘယ်လိုမျိုး remove ပြန်လုပ်ရလဲ demo ပြန်လုပ်ရလဲဆိုတာလေးကျွန်တော်က share ပေးချင်တာပါအဲ့တော့ဒါဆိုကျွန်တော်က refresh လုပ်တယ်အဲ့တော့ဒီမှာတခါတည်းနဲ့ခုန AD ရဲ့ center နဲ့ဒါလေးပျောက်သွားပါတယ်ဟုတ်ပြီအားလုံးဟိုဒီလိုမျိုးလေးပြန်ပြီးတော့ AD demo process ဟာလာကိုယ်တိုင်းပြန်ပြီးတော့ AD တင်ဆန်းပြီးရင်လုပ်ပြီးတော့ပြန်ဆန်းတက်လိမ့်မယ်လို့ဟုတ်လားကျွန်တော်ယုံကြည်ပါတယ်တော့ကိုယ့်အတူကိုလည်းဒီချပြန်ဆန်းကြည့်ပါနေမှာဒါလေးတွေရှိနေပေမဲ့သူ reboot ချပင်ဒါလေးတွေပျောက်သွားပါလိမ့်မယ်ဟုတ်ပြီအဲ့တော့ဟို rows တွေပြန်ပြီးတော့တင်တာတော့ rows and feature ကနေလမ်းပြီးတော့တင်ရပါတယ်ဟုတ်ပြီအားလုံးအဆင်ပြေပါသေးအဲ့တော့အခုကတော့ဒီ AD demo လုပ်တဲ့ server 2022ပေါ်မှာပေါ့လေဒီ Hyper Administrator Associate AZ share ရတဲ့မှာ2022 set ထဲမှာကျွန်တော်ဒီ mode ဘယ်လိုမျိုး AD တင်ပြီးသားဒီ mode ဘယ်လိုလုပ်လဲဆိုတော့ပြန်ပြီးတော့ share ပြပေးတာဖြစ်ပါတယ်အဲ့တော့အားလုံးအဆင်ပြေကြပါစေ channel lab တွေမှာပြန်ပြီးတော့တွေ့ပါမယ်